ဒီဗီဒီယိုကတော့ပေါ့လေခူမာမိုတိုမှာခူမာမိုတိုငလျင်ကြောက်ပေါ့လေအခက်အခဲရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်ရည်ရွယ်ပါတယ်ပေါ့လေအခက်အခဲရှိနေတဲ့လူတွေကတော့လေဒီမှာသူကပေါ့လေနိုင်ငံသားတွေအတွက်ရည်ရွယ်ပြီးတော့ဆိုပြီးတော့ပေါ့လေ Facebook page ဖွင့်ထားတယ်ရှိတယ် line ရှိတယ်home page ရှိတယ်ပေါ့လေအဲ့ဒီကနေတစ်ဆင့်ဆက်သွယ်လို့ရတယ်ပေါ့လေဒါအပြင်ပေါ့လေဖုန်းနံပါတ်လည်းရေးထားတယ်ပေါ့လေဖုန်းနံပါတ်3839 4205 4489အဲ့ဒီကိုဆက်သွယ်လို့လည်းရတယ်39395696 4813အဲ့ဒီကိုလည်းဆက်သွယ်တိုင်ပင်လို့ရတယ်ပေါ့လေအဲ့ဒီ Facebook page မှာတော့ပေါ့လေFacebook page ကို like လုပ်ထားပေါ့လေအဲ့ Facebook page မှာဘယ်လိုလူတွေကပေါ့လေဟိုတယ်မှာ free နေလို့ရမလဲဆိုတာလည်းရေးထားတယ်ဒါအပြင်ပေါ့လေဒီနေ့ရေပင်မှာဝေမှာလဲတို့ဘာလို့ပေါ့လေအဲ့လိုကိစ္စတွေမျိုးလေးတွေရေးထားတာတွေ့ရတယ်ပေါ့လေဗီဇာတက်တန်းလွန်သွားရင်ဘယ်လိုလုပ်ရမလဲဆိုတာလည်းရေးထားတာတွေ့ရတယ်ပေါ့လေအဲ့ဒီနေ့အခြားအခက်အခဲတွေကိုလည်းခုနကျွန်တော်ပြောတဲ့ဖုန်းကိုဆက်သွယ်ပြီးတော့ဆွေးနွေးတိုင်ပင်လို့ရတယ်ပေါ့လေ training သမားတွေအတွက်ခူမာမိုတို OTID ကိုဆက်သွယ်တိုင်ပင်နိုင်တယ်ပေါ့လေ3996 223 6493ဒီငလင်ကြောင့်ပေါ့လေကိုအခက်အခဲရှိနေတယ်ဆိုလို့ရှိရင်တင်နန်းသားတွေဒါပေါ့လေ training သမားတွေတို့ကဒီကို OTID ကိုဆက်သွယ်စုံစမ်းပါပေါ့လေအဲ့တော့ဂျပန်လိုပြောတာအဆင်မပြေဘူးဆိုလို့ရှိရင်လည်းမြန်မာလိုပြောလို့ရတယ်မြန်မာလိုပြောတာကတော့အပတ်စဉ်အင်္ဂါနေ့ပေါ့လေမနက်7:00နာရီကနေပြီးတော့ည9:00နာရီအထိကို313235332ကိုဖုန်းဆက်ဆွေးနွေးတိုင်ပင်လို့ရတယ်ပေါ့လေအခုပေါ့လေငလင်ကြောင်းပေါ့လေအလုပ်တွေရနာထားတာတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့လေအဲ့ဒီအတွက်ကပေါ့လေထောက်ပံ့ကြေးရတယ်အနည်းဆုံး60%ပေါ့လေအနည်းဆုံး60%အထက်ရတယ်80%ရတဲ့နေရာတွေတော့ရှိတယ်ပေါ့လေဒါပေမဲ့ဟိုအချိန်ပုံမှန်အချိန်ပေါ့လေပုံမှန်အချိန်8နာရီပေါ့လေ8နာရီရဲ့ထောက်ပံ့ကြေးပဲရတယ်ပေါ့လေအချိန်ပိုရဲ့ထောက်ပံ့ကြေးတွေပါတွေကတော့မကြဘူးပေါ့လေအဲ့ထောက်ပံ့ကြေးနဲ့အဆင်မပြေဘူးကျွန်တော်ကအဲ့လောက်ထောက်ပံ့ကြေးကျမအဲ့လောက်ထောက်ပံ့ကြေးနဲ့အဆင်မပြေဘူးအလုပ်ပြောင်းခြင်းတွေတို့ဒီအလုပ်ကပေါ့လေဘယ်တော့စပြီးတော့အလုပ်ပြန်ဖွင့်မလဲဆိုတာမသိဘူးတို့ဆိုရင်ပင်ရတယ်ပေါ့အဲ့ဒါမျိုးတွေလေးရှိရင်လေအဲ့ဒါမျိုးတွေက OTID ကိုတိုင်ပင်ပေါ့လေအခုနပြောတဲ့မြန်မာလိုတိုင်ပင်လို့ရတဲ့နေရာကိုဖုန်းဆက်တိုင်ပင်လို့ရတယ်လို့ဂျပန်လိုတိုင်ပင်လို့ရတဲ့နေရာကိုလည်းဖုန်းဆက်တိုင်ပင်ပေါ့လေကျွန်တော်ပေါ့လေအလုပ်ကရက်သွားပြီဘယ်တော့ပြန်ဖွင့်မလဲလည်းမသိဘူးရေလည်းမလာဘူးမီးလည်းမလာဘူးပေါ့လေရေမလာတဲ့နေရာတွေလည်းအများကြီးရှိတာဟုတ်ရေမလာတဲ့အတွက်ကြောင့်အလုပ်ကဘယ်တော့စမလဲဆိုတာမသိဘူးအဲ့ဒီအတွက်ခက်ခဲရှိတယ်ထောက်ပံ့ကြေးကလည်းရမယ်လို့ပြောတာပေါ့လေမ60%တေးကြပေါ့ရတယ်60%တေးကြပေါ့ရတယ်မ80%ရတဲ့နေရာတွေတော့ရှိတယ်အဲ့ဒီအတွက်ခက်ခဲရှိတယ်ကျွန်တော်တို့တင်နန်းသားတွေကပုံမှန်အားဖြင့်အလုပ်ကိုပြောင်းဝင်မရှိဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့လေငလျင်လောက်သွားတာတို့ဘာတို့ကြောင့်ပေါ့လေအလုတ်ကရက်အပြန်အတန်မရှိရက်ဘယ်တော့ပြန်စမယ်ဆိုတာမသိဘူးအဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်အလုတ်ပြောင်းဝင်ရှိတယ်အဲ့လိုအခြေအနေမျိုးမှာရောက်မှပြောင်းဝင်ရှိတာဟုတ်အဲ့ဆိုလို့ရှိတော့OTID ကိုတိုင်ပင်ပြီးတော့ပေါ့လေကျွန်တော်တို့အလုတ်ပြောင်းခြင်းတယ်ကျွန်တော်တို့ကိုအလုတ်ရှာပေးပါဆိုပြီးတိုင်ပင်လို့လည်းရတယ်ပေါ့လေမြန်မာတန်ရုံးကလည်းကုညီပေးတာတွေရှိခဲ့ဘူးတယ်အရင်တော့ရှိခဲ့ဘူးတယ်သူအလုတ်ပြောင်းအလုတ်တစ်ကိုရှာပေးတာရှိခဲ့ဘူးတယ်ကျွန်တော်တွေ့ကြုံခဲ့ဘူးတယ်ပေါ့လေအဲ့တော့မြန်မာတန်ရုံးကိုဖုန်းဆက်ပြီးဆွေးနွေးခြင်းလည်းဆွေးနွေးပေါ့လေဟုတ်ကဲ့ဒီနေ့ဖို့ဒီလောက်ပါပဲကျွန်တော်တို့ဗီဒီယိုလေးညာတော့ပြေ share ပါလို့ပြောတာနည်းတယ်ဒါပေမဲ့ဒီတစ်ခေါက်ကတော့ပေါ့လေခူမာမိုတိုငလျင်ကြောင့်ဒုက္ခရောက်နေတဲ့သူအခက်အခဲရှိနေတဲ့မြန်မာတွေရှိနိုင်တယ်ကျွန်တော်ဗီဒီယိုကိုမြင်သွားအောင်သိသွားအောင်ဒီတစ်ခေါက်တော့ share ပေးပါလို့တောင်းဆိုပါတယ်ဒီနေ့ဖို့ဒီလောက်ပါပဲ